တော်သားအဲ့ချင်းနေခဏသွားလဲလိုက်လေအကိုပြန်လာတဲ့အချိန်ကျရင်တော်သားကိုလာနိုးလိုက်ပါမယ်အဲ့ဆိုတော့တောင်းခဏသွားလဲလိုက်အောင်မယ်နော်သွားလဲလိုက်နော်မရတော့ပဲမယ်ဟာလာတော်သားဒီနေ့မာယာမလာဘူးလားမောင်သူရင်တို့ဘာတွေဖြစ်ခဲ့လဲတော့တောင်းလည်းမသိပါဘူးကွယ်ဒါတော့လေဒီနေ့လည်းမာယာမလာပြန်ဘာဖြစ်လို့လဲမသိလူတွေအားလုံးကမင်းရဲ့အကြောင်းဆုံးသိပါမလားဖြည့်ရှင်ပြဖို့ချိန်တွေယူအောင်လားသူတို့မြင်တဲ့ရှူတောင်းကပဲထင်ချင်းရထင်နေမှာပဲစာနာရင်ပင်စိတ်မဲ့တဲ့တာရဲ့တွေနဲ့ဝကြွေရှိခဲ့ရဆုံးရမှာပဲမကျူလုံးမိတဲ့အပြစ်ရှိရင်လေကံပါရင်ခံရမှာပဲကန်ဆိုခြင်းကအေးရှိရောက်တဲ့ခါအေးကမကောက်ပဲကိုရှိရောက်လာရှောင်းခြင်းမရပါကိုပေါ်နာတင်ခဲ့တဲ့သူတွေဘာရန်ဆုံးညိုတိမ်မထားတော့ပါဘူးမုန်းတဲ့ရှိကိုလက်ဆွဲမထားခြင်းဘူးအေးကလေးဟိုမေပဲရောက်နေတယ်ပေါ့အေးကိုခွင့်လို့သေးတာပဲဟိုအေးကိုလွှမ်းနေတာလွှမ်းနေပါလေကေကျမကတော့ရှင့်ကိုချစ်လိုက်ရတာရှင်ကတော့ကျမနဲ့ယူပြီးတာအခုထိအဲ့ဟာမကိုလွမ်းလို့ကောင်းနေတော့မဲရှင်ကျမကိုစိတ်ရိုင်းနေဝင်လာအောင်လုပ်နေတာပဲကိုသူတွေမလေးလာလိုက်တာမမရမိုးရလေမအိတ်သေးပဲနဲ့ဒီမှာဘာထိုင်လုပ်နေရလဲမိုးတောင်ချုံနေပြီသွားရတော့လေမမရမိုးရုပ်စီဘာလို့မလာလဲဒီအပိုင်းမမကိုမတွေ့ရတော့တတိယနေတာမမရမအားလို့ပါအခုအားပြီလားယင်ဒီညမိုးရုံနဲ့တူတူလာအိတ်ပေးပါလားယင်ဘာလို့လဲနေ့ဘက်ဆိုမမကိုမတွေ့ရတော့တတိယလို့ပါပြီးတော့မိုးရုပ်ကိုအရင်လိုပုံမီနေပြလီနော်မမမိုးရလေမမရနောက်ရကြလို့ရှင်ပုံမြင်ပြောပြမယ်အခုတော့ရမ်းပင်မနေပြီသွားရတော့မယ်မိုးရလေအိတ်တော့နော်မိုးရုံကမအိတ်ချင်သေးတာမမကိုနဲ့ယူပြီးတော့မှမိုးရုံအရင်ကလိုမချစ်တော့တယ်လို့ပဲ
ယောက်ျားမိမမျိုးကနေပြီးတော့ဝတ်စားရီဝဲလာကြည့်ပါဦးမိမရွေးလာတဲ့အစလေးကမိမနဲ့လိုက်ရလားလို့ဘယ်လိုလဲမှားလား ငါမင်းကိုသုံးဖို့လုံလုံလောက်လောက်ပေးထားပြီမင်းကြိုက်တာတော့မင်းကြိုက်တာတော့ငါ့ကိုဘာမှလာပြနေစရာမလို ကျမဖြစ်နေလို့ရှင်ကအခုလိုမျိုးဆက်ဆံတာပါကျမနေရမှာရှင်ဟာမှသာဆိုရင်ရှင်ဘလောက်တော့တက်တက်လို့ချစ်ပြနေမယ်မဟုတ်နဲ့ကျမကိုရှင်မချစ်တဲ့အဲ့ဒီမိန်းမကြောင့်လေအေးကလေးနေကငါအရမ်းမုန်းတယ်လှလိုက်တာ哪里去搞么了？去了吧？ဘာဖြစ်လို့ဘီကိုတော့ခတ်ထားတာလဲခါတိုင်းဘီကိုတော့မခတ်ပါဘူးဒီရက်ပိုင်းကိုကအေဂရီကိုတတိယနေတာဆိုတော့ဒီထဲမှာအေဂရီနဲ့ပတ်သက်တဲ့တစ်ခုပုံမြန်သိမ်းထားလို့လားဘာပဲမထားလဲကိုမစုံနိုင်တော့တဲ့ဘဝမှာအမတ်တရားတွေလည်းမလိုချင်တော့ပါဘူးအမြဲအမတ်တရားရှိနေခြင်းပဲမဲ့လေအကိုနဲ့အတူလှုပ်ထားတဲ့ဇုံတွဲလက်စွပ်လေးကိုလူကြုံနဲ့ပြန်ထည့်ပေးလိုက်ပါတယ်အေဂရီအမြဲတမ်းတတိယခြင်းနဲ့ဟုတ်လားအခုအကိုက9ယောက်ကြာဖြစ်နေပြီအများရန်လည်းတတိမရကြနဲ့9ယောက်ကြာတစ်စက္ကန့်အောင်လည်းတတိရမလို့ဘူးဒီအမတ်တရားတွေရှိနေလို့ရှင်ကဒီဟာမကိုအများရန်တတိရနေတာဟုတ်ဟဲ့ရောကျမကဒီပစ္စည်းကိုယူသွားရင်ရှင့်မှလည်းတတိယစရာမရှိတော့